အားလုံးပဲမင်္ဂလာပါစေတနာရှင်ကိုစွမ်း channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့လာမယ့်တစ်ပတ်24ရက်နေ့ကနေပြီးတော့28ရက်နေ့အထိเนาะတပတ်စာအထူး24ရက်နေ့ရပြီးတော့28ရက်နေ့ထိတပတ်စာအထူးခဏတွေကိုကျွန်တော်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်လာမယ့်တစ်ပတ်ကတော့ပိတ်ရက်မရှိဘူးเนาะ9ရက်အပြည့်ပဲเนาะပထမဦးဆုံးကျွန်တော်ဇာတိုပတ်တီเนาะရွှေတီဇာတိုရွှေပတ်တီကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်เนาะဇာတိုပတ်တီက8ပါเนาะရှင်းနဲ့ပတ်သက်ပြီးတော့ရှယ် main ကွက်တစ်ကွက်က85เนาะ85ဇာတိုပတ်တီရှင်းနဲ့ပတ်သက်ပြီးတော့အကောင်းဆုံး main ကွက်တစ်ကွက်ဖြစ်ပါတယ်ပြီးတော့ကျွန်တော်မွေးကနန်း5ကွက်เนาะမွေးကနန်း5ကွက်ကတော့3ညရယ်35ရယ်85ရယ်15ရယ်3ည4ရယ်နော်မွေးကနန်း5ကွက်မွေးကနန်း5ခွက်တမှာအကောင်းဆုံးမွေးတစ်ခွက်ကောင်တပတ်စာမွေးတစ်ခွက်ကောင်ရှယ်က40เนาะ40ကိုအဓိကထားပြီးတော့မွေးမယ်ပြီးတော့မွေးကနန်းတွေက main ခွက်2ခွက်က15နဲ့9နှစ်ခွက်ကိုမွေးမယ်เนาะကျန်တဲ့2ခွက်ကတော့35နဲ့3ညကိုတော့ရံပြီးတော့ပဲကစားမယ်เนาะရံပြီးတော့ပဲမွေးမယ်เนาะဒါကမွေးကနန်း5ခွက်ပြီးတော့တပတ်စာအကောင်းဆုံးပူပခွေပူပ4လုံးခွေเนาะပူပ4လုံးခွေက6 9 1 8 6 9 1 86918မှာကျွန်တော်ကြိုက်ဆုံးကနန်းတစ်ခွက်ကတော့61ပူပါ4လုံးခွေကအကောင်းဆုံးတစ်ခွက်က61ပူပါ3လုံးခွေက618เนาะ618လာမယ့်တစ်ပတ်မှာကိုယ်စိတ်ကြိုက်မွေးကနန်းထိုးမယ်ဆိုလည်းမွေးကနန်းတီးတန်းကစားပတ်တီးလိုက်မယ်ဆိုတော့သူကပတ်တီးတီးတန်းလိုက်မယ်ခွေပူးကစားတဲ့လူကခွေပူးတီးတန်းလိုက်မယ်เนาะအားလုံးကို3မျိုးလုံးကစားဖို့မလိုဘူးเนาะတစ်ခုဆိုတစ်ခုပဲထိထိမိမိနဲ့စားလို့လိုက်เนาะမွေးကနန်းက40 15 9 35 3เนาะမွေးကနန်း5ကွက်40တစ်ခွက်ကောင်း15နဲ့9ကို main ကွက်မွေးမယ်เนาะခွေပူးက6 9 1 8 16ကခွေပူးရဲ့ main ကွက်ရှယ်ကွက်တစ်ကွက်เนาะဇာတိုပတ်တီက85 main ကွက်ကဲအားလုံးပဲလာမယ့်တစ်ပတ်မှာလဲကျွန်တော်ရဲ့ကိုစွမ်းမိသားစုများအားလုံးပဲအမြတ်တွေအများကြီးရကြပါစေလို့စောမြတ်ပြီးတော့စောနားနိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်เนาะအားလုံးပဲဘိုင်ဘိုင်ကျေးဇူးတင်ပါတယ်